အခန်း6အလုတ်သမားမျိုးတော်မှတော်လန်ရီအလုတ်သမားမျိုးတော်ညနေခင်းပီရမစ်ကြီးနဲ့အရေးအောက်မှာတည်ရှိတဲ့အလုတ်သမားမျိုးတော်ကြီးဟာပုံမှန်ဆိုရင်ချက်ပြုတ်တန်းနေရဲမောတန်နေနဲ့စီးကားနေကြမှာဒါပေမဲ့ဒီနေ့ညနေမှာတော့တိတ်ဆိတ်ငင်းသက်နေပြီးလေထုတွေမှာဒေါသအငွေ့အသက်တွေလွှမ်းမိုးနေတာရဲ့ငါတို့ရဲ့လောအားခဲဖြစ်တဲ့ပေါက်မုတ်နဲ့ဘီယာကိုမရတာ3ရက်ရှိပြီဖိုက်ဆာဆာနဲ့ကြောက်တုံးတွေကိုဘလို့တဲရမလဲအလုတ်သမားတွေဟာတဲခွေရှိမှစူယုံနေကြပြီးမကျေနပ်တန်တွေထွက်ပေါ်လာပါတယ်ဘိုးစုကာမုံဟာစစ်ဖွဲစည်းကာမိအောင်လုတ်သားတွေရဲ့ရီခါကိုဖျက်တောက်ပြီးမောင်းပိုက်စည်းထားတာပါဇာရက်ကလူအုပ်ကြီးကိုထိန်းဖို့ကြိုးစားနေပါလေစိတ်လျော့ကြပါကျွန်တော်အထက်လူကြီးတွေကိုတင်ပြပေးပါမယ်မရတော့ဘူးဇာရက်အခုချက်ချင်းစားစရာမရရင်မနှက်ဖြန်ကြောက်တုံးမှနေရာရွေ့မှာမဟုတ်ဘူးအလုတ်သမားကောင်းဆောင်ကြီးကပြက်သားစာပြောလိုက်တယ်ဒါဟာအီဂျစ်သမိုင်းမှာပထမဆုံးသောထိုင်းတပိတ် sit and strike ပါပဲမာယာရဲ့ဆုံးဖြတ်ချက်မာယာနဲ့နီလာတို့လူအုပ်ရဲ့အနောက်ဖက်မှာရက်ကြည့်နေကြလေခလီးငယ်တွေငိုသားနဲ့မိုးပန်းနေတဲ့မျက်နှာတွေကိုကြည့်ပြီးမာယာမနေနိုင်တော့ပါဘူးနီလာငါ့ကိုကာကွယ်ပေးထားမာယာဟာသူမရဲ့ခါးဘက်ကြားထဲမှာလျှို့ဝှက်စွာဝှက်တဲလာတဲ့အထုပ်ငယ်လေးကိုထုတ်လိုက်တယ်အထဲမှာနန်းတွင်းလက်လျာထိတဲ့ရွှေစစ်စစ်လဲဆွဲတစ်ခုပါရှိပါတယ်။အဲ့ဒီလဲဆွဲရဲ့အလဲမှာဖာရိုဘီရဲ့မျက်လုံး Eye of Horus ပုံပါရှိပြီးအဖိုးမဖြတ်နိုင်ပါဘူး။ဇာရက်ဒီမှာယူလိုက်။မာယာကလူအုပ်ကြားထဲတိုးဝင်ပြီးရွှေလဲဆွဲကိုဇာရက်လက်ထဲထည့်လိုက်ပါလေ။ဇာရက်မျက်လုံးပြူးသွားလေ။ဒါဘဲကရတာလေ။ဒါနန်းတွင်းသုံးပစ္စည်းပဲ။ဇာရက်အတန်တုံနေပါလေ။ဘဲကရအရေးမကြီးဘူးဒါကိုအခုချက်ချင်းမြို့ထဲသွားပြီးရောင်းလိုက်ရတဲ့ပတ်စာနဲ့စံကြုံတွေအသားတွေနဲ့ဘီယာအိုတွေဝယ်ပြီးအလုတ်သမားတွေကိုကျွေးလိုက်ပါမာယာရဲ့အတန်ကအမင်းပေးတဲ့လေတန်းပေါင်နေပါတယ်ဇာရက်ဟာမာယာကိုနားမလည်နိုင်စွာကြည့်လိုက်ပေမဲ့အခိန်မရှိတာကြောင့်ခေါင်းညိတ်ပြီးပြေးထွက်သွားပါတော့တယ်ကာမုံရဲ့ချိန်ညောင်မှုမကြခင်မှာပဲဘိုးချုပ်ကာမုံနဲ့စစ်သေးတွေရောက်လာပါတယ်မင်းတို့တွေအလုတ်ခိုးချင်တာလားအခုချက်ချင်းလုံလန်းဝင်ဝင်ကြစမ်းမဝင်ရင်ချိန်တန်းပေးမယ်ကာမုံကဓားကိုဆွဲထုတ်ပြီးချိန်ညောင်ပါတယ်အလုတ်သမားတွေကြောက်လန့်ပြီးနောက်ဆုတ်သွားကြတယ်အဲ့ဒီအချိန်မှာပဲလှဲတိုင်းကြီးတွေဝင်ရောက်လာပါတယ်ဇာရက်ပြန်ရောက်တာပါလှဲပေါ်မှာပေါင်မုံဤအမဲသားတွေနဲ့ဘေးရအိုးတွေအပြည့်ပါပဲစားစရာတွေရောက်ပြီးအားလုံးဝိုင်းစားကြတော့ဇာရက်ကအော်ပြောလိုက်တယ်ဘိုက်စာနေတဲ့အလုတ်သမားတွေဟာဝမ်းသာအားရထခုန်ကြပြီးအစားအစာတွေကိုဝေကစားတောက်ကြပါတော့တယ်ကာမုံကတော့မျက်နှာပြက်ပြီးကြောင်ရက်နေပါရဲ့ဒီကောင်ဒလုံများတဲ့အစားအစာတွေကိုဝေဖို့ပတ်စံဘေးကရတာလေကာမုံဒေါတာကြီးတွေးလိုက်တယ်လေဆွဲရဲ့လျှို့ဝှက်ချက်ထမင်းစားပွဲကျင်းပနေစဉ်မှာပဲကာမုံရဲ့တယူဒီလောက်ကာမုံနာကတ်သွားပြီးတီးတိုးပြောလိုက်ပါတယ်ဘိုးချုပ်မြို့ထဲမှာရေကုန်တဲစီမှာဒီပလစီကိုတွေ့ခဲ့ပါတယ်တယူကဇာရက်ရောင်ခဲတဲ့လဲဆွဲကိုပြန်ဝယ်ပြီးကာမုံကိုပြလိုက်ပါတယ်ကာမုံကလဲဆွဲကိုတေချာကြည့်လိုက်တော့သူ့မျက်လုံးတွေအယောင်လက်သွားပါတယ်ဒါမင်းသမီးမာယာရဲ့16နှစ်ပြည့်မွေးနေ့လက်ဆောင်လဲဆွဲပဲငါကိုယ်တိုင်ရွေးပေးခဲ့တာကာမုံကလူအုပ်ကြားထဲကပျော်ရွှင်နေတဲ့ကောင်လေးမာယာကိုလှမ်းကြည့်လိုက်တယ်အရာအာညုံရှင်းသွားပါပြီပီရမစ်ဆောက်တဲ့နေရာမှာပျောက်ဆုံးနေတဲ့မင်းသမီးရောက်နေတာကိုကောင်းပြီလေမင်းသမီးလေးကိုငါလက်ထဲဘလို့ထည့်ရမလဲဆိုတာငါသိပြီညနေတန်ကောင်ထမင်းစားပွဲတီးသွားတဲ့အခါဇာရက်ကမာယာကိုမြစ်ကမ်းသားခေါ်ထုတ်သွားပါ၏မင်းဘသူလဲဆိုတာကိုငါ့ကိုအမှန်တိုင်းပြောတော့တာမန်စာကြီးတိုင်းမှသားတယောက်ကတလောက်တန်ဖိုးရှိတဲ့ရွှေလေဆွဲကိုမပိုင်နိုင်ဘူးမာယာနှုတ်ခမ်းကိုကိုက်လိုက်မိပါ၏ဝင်ခံရမယ့်အချိန်ရောက်လာပြီလားဇာရက်ကျမကစကားမဆုံးခင်မှာပဲအမှောင်ထဲကမြားတစ်စင်းကြာဝဲလာပြီးသူတို့ကြားတဲ့တစ်ပင်ကိုဒုတ်ခနဲလာဆိုင်ပါတော့တယ်